လာပါကြိတ်တာဟာတဘာဝပဲမို့ကွယ်ဒါမျိုးလေးနေခြင်းနဲ့နှခမ်းလေးဆိုတာကိုမောင်ရဲ့ပြင်းမပြောနဲ့ကွယ်ဒူမင်းကလေးမို့လာခြင်းနဲ့နေရကမသိချုပ်ချယ်တယ်သာနာပါကွယ်ချစ်သူကိုရဲ့ရှင်နောင်နေတဲ့ကျိုးလေးတွေကိုညာညာတာတပည့်လောက်လျှော်ပါကွယ်သူရဲ့ပါဖောင်းဖောင်းလေးကတဲ့သူရဲ့လုံးဝိုင်းဝိုင်းလေးကတဲ့သူတော့ခံဖူးဖူးလေးကတဲ့သူပိုက်တာဖွေးဖွေးလေးကတဲ့ဘဝမှာဘယ်သူ့ကိုသဘောအကျဆုံးလဲလို့ဆိုရင်ကိုယ့်ကိုယ်ကိုသဘောအကျဆုံးပဲ။ဘာဖြစ်လို့လဲဆိုတော့ဘယ်သူ့ကိုမှမနာလို့စိတ်မရှိတယ်လို့ဘယ်သူ့ကိုမှလည်းအထင်သေးသေးမရှိလို့ပဲ။တဲလေးကသူ့အိုင်တော့ပါကွယ်သူရင်နေအရန်ကိုလှနေတယ်သူရဲ့ပြုံးချောင်းတို့ရင်အေးသွားတယ်တဲလေးကသူ့ရဲ့အသေးပါကွယ်မြတ်အားပေးတဲ့သူ့အိုင်တော့မို့လဲဖြစ်ဖြစ်စင်စင်ချစ်တွေ့ပေးခြင်းနဲ့တဲလေးနဲ့ကနာဆောင်ခွင့်ရရင်ရင်လေးစကားတွေပြောချင်တယ်I don't care ပဲနော်ငါအမေကမင်းတို့ကြည့်ရဖို့မွေးပေးထား